ဒီနေ့တော့အီယော်လီတိုင်းကတောရော်လေးတွေရောက်တော့တောမှာရှိတဲ့အရာလေးတွေနဲ့တောချက်မွေးငါလေးချက်စားပါမယ်ဟယ်လိုဓမ္မအားလုံးမင်္ဂလာပါ fresh ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တောရောက်တော့ဒီမှာမွေးငါလေးရိုးရိုးရှင်းရှင်းလေးချက်စားဖြစ်တာပါမဟုတ်ဘက်ကလည်းကိုယ့်ဘက်ကိုညှက်ထားတာစားမယ်နော်ချက်သွန်ပြူစီချက်မွေးလေးထည့်မယ်ပြီးရင်ယူပြီးမုံလေးထည့်မယ်လေးတွေနဲ့ဖြူထည်လေးကဲတောမှာဆိုတော့ဘာမှတော့ထွေထွေထူးထူးမရှိဘူးဒါမဲ့စားကြည့်မယ်နော်ကဲစားကြပါအောင်ဗျာအဖြူထဲလေးဆိုတော့အချိုးနေရပဲငါအရသာများများလေးနဲ့ရှယ်ပဲဒီကကြတော့ငါရဲ့တဘာဝအချိုးလေးနဲ့စံမုတ်လေးနဲ့ပဲချက်တာနော်ချက်နေရတော့အရန်လွယ်ကြည့်လိုက်တောချက်မွေးငါလေးဆိုတော့ရွာကရှိတဲ့တဘာဝပစ္စည်းလေးတွေနဲ့ပဲချက်ပါမယ်ရွာကရတဲ့ငါးကိုပဲတန့်စင်ပြီးတော့တဘာဝငံပြားလေးနဲ့ပြုတ်ပါတယ်ငါးပြုတ်ထားတဲ့ချိန်မှာတော့မုတ်ဖက်လေးပြင်ဆင်ပါမယ်မုတ်ဖက်ကတော့ဒီလိုပုံစံမျိုးပေါ့နော်တောမှာတော့ဒီလိုအပြားလိုက်ကြီးတွေပဲရတယ်အဲ့အပြားလိုက်လေးတွေကိုလိပ်ပြီးတော့ကတ်ကြီးလေးနဲ့ကိုလိုချင်တဲ့ပုံစံအတိုင်းညက်ပြီးတော့စားရတာပါပုံမှန်မွေးငါချက်တယ်လို့ပဲငါးရပြီဆိုလို့ရှိရင်ငါးကိုအသားနွယ်ပါတယ်ခုနကငါးပြုတ်ရည်ကြံနေတဲ့ဟာတွေကိုကြက်သွန်ပြူလေးစိတ်ခွဲလေးထည့်ပါတယ်ပြီးတော့ကြက်သွန်ပြူအလုံးလိုက်ထည့်ပါတယ်ရေပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်တော့ခုနကအသားနွယ်ထားတဲ့ငါးလေးတွေကိုပြန်ပြီးတော့ထည့်ပါတယ်ပြီးတော့ဟင်းရည်အိုးပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်ဖြော်ထားတဲ့ဆန်မုတ်လေးတွေကိုထည့်ပါတယ်အရသာအတွက်ကတော့တဘာဝငံပြန်ရည်ရဲ့အချုံမုံနည်းနည်းကိုထည့်ပါတယ်ပြီးရင်တော့ဟင်းရည်ပွက်ပွက်ဆူတဲ့ဒီထပ်တယ်ပါတယ်ကဲနောက်ဆုံးမှာတော့ငရုတ်ကောင်းလေးဖြူလိုက်ပြီဆိုလို့ရှိရင်တော့အရန်ကိုမွေးတဲ့တောချက်မွေးငါလေးရပါပြီဒါပေမဲ့ကျွန်တော်ကတော့ငရုတ်ကောင်းမရှိလို့မဖြိုးခဲ့ပါဘူးတောမှာဝယ်လို့မရလို့ပါငါးရဲ့အချိုဓာတ်ကလေးရဲ့ရွာကလုတ်တဲ့တဘာဝငံပြားရည်ရဲ့ချစ်သူနီရဲ့အချိုဓာတ်လေးရဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ဒီတောချက်မွေးငါလေးကအရန်ကိုအရသာရှိသွားပါတယ်ဆိုင်မှာစားနေကြမွေးငါတွေညင်းငွေပြီဆိုလို့ရှိရင်ဒီလိုမျိုးချက်စားကြည့်လွယ်လွယ်လေးနဲ့စားလို့လည်းအရန်ကောင်းတယ်အရန်ကြိုက်သွားနောက်ထပ်တစ်ပွဲစားအောင်ပါဗောနော်ဒါတော့ဆက်စားလိုက်မယ်ခုတော့ဘိုင်ဘိုင်အဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးဘိုင်ဘိုင်